မင်္ဂလာပါ BBC ရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့2026ကမ္ဘာဖလားကြောင့်တည်ထားတဲ့ချက်တွေဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြချင်ပါတယ်။မကြခင်မှာကမ္ဘာဖလားပြိုင်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။ဒီချိန်ကျင်းပမဲ့ကမ္ဘာဖလားပွဲဟာအရင်နဲ့မတူဘဲထူးခြားမှုတွေရှိနေပါတယ်။ကမ္ဘာဖလားပွဲစဉ်တွေကိုဘယ်လိုကျင်းပမလဲ။ကမ္ဘာဖလားအတွက်ဘယ်နိုင်ငံတွေကချိတ်ဆက်ပွဲအောင်ထားလဲဆိုတဲ့အကြောင်းအရာတွေပါဝင်တမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဖြစ်လာမဲ့ကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့တည်ထားတဲ့ချက်တွေကိုမျှဝေပေးသွားပါမယ်။ဘယ်ချိန်ဘယ်နေရာတွေမှာကျင်းပမလဲ2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်ပြည်ထောင်စုကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကအင်ရှင်ဖြစ်ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ဒါဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်နိုင်ငံ3နိုင်ငံပေါင်းပြီးတော့ကျင်းပတဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်။ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကိုဇွန်လ17ရက်နေ့မက္ကဆီကိုမြို့မှာကျင်းပမှာဖြစ်ပြီးတော့နောက်ဆုံးဘူလူပွဲကိုတော့အမေရိကန်ပြည်ထောင်စုနယူးဂျာစီပြည်နယ်မှာကျင်းပမှာပါ။ပြိုင်ပွဲမှာပထမဆုံးအကြိမ်ဖြစ်48သင်းဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့ရက်ပေါင်း39ရက်ထိကြာမြင့်မှာဖြစ်ပါတယ်။1994ခုနှစ်အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲထက်2ဆတိတိအသင်းတွေပိုများလာတာဖြစ်ပါတယ်။အသင်း၄သင်းစီပါတဲ့အုပ်စု12စုဖွဲ့ထားပြီးတော့အနိုင်ရတဲ့အသင်းတွေက32သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ရှင်ပြိုင်ရမှာပါ။ဘယ်မြို့တွေမှာဘယ်ပွဲစဉ်တွေကိုကျင်းပသွားမလဲ။အမေရိကန်မက္ကဆီကိုနဲ့ကနေဒါနိုင်ငံ3နိုင်ငံကစုစုပေါင်းမြို့16မြို့မှာကမ္ဘာဖလားပွဲစဉ်တွေကျင်းပသွားမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကမြို့ပေါင်း17မြို့မက္ကဆီကိုနိုင်ငံကမြို့3မြို့နဲ့ကနေဒါနိုင်ငံကမြို့2မြို့တို့မှာကျင်းပသွားမှာဖြစ်ပါတယ်။2026ကမ္ဘာဖလားကျင်းပမဲ့မြို့တွေကတော့ဒီမြို့တွေဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာတော့ Atlanta, Boston, Dallas, Houston, Kansas City, Los Angeles, Miami, New York, New Jersey, Philadelphia, San Francisco နဲ့ Seattle တို့ဖြစ်ပါတယ်။ Mexico မှာတော့ Guadalajara, Mexico, Monterrey တို့ဖြစ်ပါတယ်။ကနေဒါမှာတော့ Toronto နဲ့ Vancouver တို့ဖြစ်ပါတယ်။ကမ္ဘာဖလားပွဲကြည့်လက်မှတ်တွေနဲ့ကုန်ကြစည်တွေပြီးခဲ့တဲ့နှစ်အောက်တိုဘာလဆန်းကစပြီးပွဲကြည့်လက်မှတ်တွေကိုပထမတုပ်ဖြစ်ရောင်းချခဲ့ပါတယ်။ပရိသတ် 4.5 သန်းလောက်ကဒီလက်မှတ်ကိုဝယ်ယူခွင့်ရဖို့မဲနိုင်ခဲ့ကြပါတယ်။ FIFA ကတော့လက်မှတ်တန်မှုအတိအကျကိုထုတ်မပြောထားပါဘူး။အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှလက်မှတ်ဝယ်ဖို့မဲပေါက်ခဲ့တဲ့ပရိသတ်တွေကတော့လက်မှတ်တန်မှုကို online ပေါ်မှာဖော်ပြထားကြပါတယ်။လက်မှတ်တန်ကြွေးတွေကအမျိုးအစားလေးမျိုးခွဲခြားထားပါတယ်။အမေရိကန်မှာကျင်းပမဲ့ပထမဆုံးပွဲစဉ်အတွက်လက်မှတ်ဈေးနှုန်းတွေကတော့အမေရိကန်ဒေါ်လာ960ကနေ2235ကျပ်မှရှိပါတယ်။ဘိုလူပွဲစဉ်အတွက်ဈေးအသက်သာဆုံးလက်မှတ်ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ2030ဖြစ်ပြီးဈေးအများဆုံးလက်မှတ်ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ6000ရှိပါတယ်။အထူးတန်းလက်မှတ်တွေကတော့မယောင်းချသေးပေမဲ့ပေါက်ဈေးကတော့အတော်လေးမြင့်မားနိုင်ပါတယ်။တချို့သိပ်နာမည်မကြီးတဲ့မြို့တွေမှာကျင်းပတဲ့အုပ်စုအဆင့်ပွဲစဉ်တွေအတွက်လက်မှတ်ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ60ရှိပါတယ်။ပွဲကျင်းပမဲ့နေ့နီးလာရင်လည်းထပ်ပြီးဝယ်ယူလို့ရရှိနိုင်ပါတယ်။ရောင်းချမဲ့ပုံစံကတော့အရင်ရောက်တဲ့သူကအရင်ဝယ်ယူခွင့်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ FIFA ကအခုကမ္ဘာဖလားပွဲစဉ်အတွက် Dynamic Pricing စနစ်ကိုအသုံးပြုထားပါတယ်။ဆိုလိုတာကလူစိတ်ဝင်စားမှုမြင့်မားတဲ့ပွဲတွေအတွက်လက်မှတ်ဈေးနှုန်းတွေကသတ်မှတ်ကာလကျော်သွားတဲ့အခါပိုပြီးတော့ဈေးတက်လာမဲ့ပုံစံမျိုးပါ။ဒါ့အပြင်FIFA ကလက်မှတ်သေးချဝယ်ယူခွင့်ရရှိစေမဲ့ Right to Buy စနစ်ကိုလည်းကြီးညာထားပါတယ်။ဒီစနစ်ကိုရွေးချယ်မဲ့ပရိသတ်တွေကတော့ပိုပြီးမြင့်မားတဲ့ဈေးနှုန်းပေးရဖို့လည်းများပါတယ်။ကမ္ဘာဖလားခြေစစ်ပွဲအောင်နိုင်တဲ့နိုင်ငံတွေဒီမှာမြင်ရမယ့်နိုင်ငံတွေကတော့ကမ္ဘာဖလားခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့နိုင်ငံတွေဖြစ်ပါတယ်။အေရှန်နိုင်ငံတွေကတော့ကနေဒါ၊မက္ကဆီကို၊အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပါတယ်။အာဖရိကမှာတော့အယ်ဂျီးရီးယား၊ကိတ်ဗာဒီ၊အီဂျစ်၊ဂါနာ၊ Ivory Coast, Morocco, Senegal, တောင်အာဖရိကနဲ့တူနီးရှားတို့ဖြစ်ပါတယ်။အာရှမှာတော့ Australia, Iran, Japan, Jordan, Qatar, Saudi Arabia, တောင်ကိုရီးယားနဲ့ Uzbekistan တို့ဖြစ်ပါတယ်။ဥရောပမှာတော့ Austria, Belgium, Croatia, England, ပြင်သစ်, Germany, Netherlands, Norway, Portugal, Scotland, Spain နဲ့ Switzerland တို့ဖြစ်ပါတယ်။ Oceania ဒေသကတော့ New Zealand ဖြစ်ပါတယ်။တောင်အမေရိကမှာတော့ Argentina, Brazil, Colombia, Ecuador, Paraguay, Uruguay တို့ဖြစ်ပါတယ်။မြောက်အမေရိကအမေရိကအလယ်ပိုင်းနဲ့ Caribbean တို့မှာတော့ Curaçao, Panama, Haiti တို့ဖြစ်ပါတယ်။ဒီနိုင်ငံတွေကမှကမ္ဘာဖလားကိုပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့နိုင်ငံ၄နိုင်ငံရှိပါတယ်။
အဲ့ဒီ၄နိုင်ငံကတော့ကျူရာဆောင်း၊ခိတ်ဗာဒီ၊ဂျော်ဒန်နဲ့ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်ပါတယ်။ကမ္ဘာဖလားနဲ့နိုင်ငံရေးအခင်းကျင်းအမေရိကန်နိုင်ငံဟာပွဲစဉ်104ပွဲမှာဘောလုံးပွဲအပါအဝင်88ပွဲကိုလက်ခံကျင်းပသွားမှာဖြစ်ပါတယ်။2025ခုနှစ်ထဲမှာတင်အမေရိကန်မှာနိုင်ငံရေးအရလှုပ်ရှားမှုတွေဖြစ်ပွားနေပါတယ်။2024ခုနှစ်ကဆိုရင်လည်းနိုင်ငံတော်ဝန်တနက်ပြက်ခတ်လှုပ်ရှားမှုပေါင်း900ထက်မနည်းရှိခဲ့တာပါ။အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE အရာရှိတွေရဲ့အတင်းအဓမ္မနေရက်ပြန်ပို့မှုတွေကလည်းရှိနေတာပါ။ ICE နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ထားမှုကြောင့်မြို့ကြီးပြကြီးတွေမှာဆန္ဒပြပွဲတွေအထိဖြစ်ခဲ့ပါတယ်။ကမ္ဘာဖလားပွဲစဉ်ကျင်းပမဲ့မြို့တွေမှာမတည်ငြိမ်ဘူးလို့ခန်းစားရရင်တခြားမြို့တွေကိုပြောင်းပြီးကျင်းပမယ်လို့သမ္မတထရန့်ကပြောထားပါတယ်။ကမ္ဘာဖလားအင်ရှင်တွေဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကို၃နိုင်ငံကြားနိုင်ငံရေးစီးပွားရေးကျင်းပမှုတွေကကမ္ဘာဖလားပြိုင်ပွဲအတွက်ပိုပြီးတော့မှအကျိုးရှိစေမယ်လို့ထရန့်ကပြောထားပါတယ်။ဒီလိုပြောဆိုမှုကိုထရန့်ကသူ့ရဲ့အိမ်နီးချင်းနိုင်ငံကိုအခွန်စည်းကြပ်မှုတွေပြုလုပ်ပြီးတဲ့နောက်ပြောခဲ့တာပါ။ကမ္ဘာဖလားကျင်းပမဲ့နေရာတွေရဲ့ရာသီဥတုအခြေအနေအပူဒဏ်ဟာအမေရိကမှာကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲအတွက်ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ PSG အသင်းကြီးပြ Lewis ကတော့သူ့အသင်းသားတွေဟာအမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာကျင်းပမဲ့ Club World Cup အဖွင့်ပွဲစဉ်အဖြစ် Atletico Madrid အသင်းနဲ့ပွဲစဉ်မှာအပူချိန်40ဒီဂရီရှိခဲ့တဲ့အခြေအနေမှာရှင်ပြိုင်ခဲ့ရတဲ့အကြောင်းဝေဖန်ထားပါတယ်။ Chelsea အသင်းကွင်းလယ်ကစားသမား Enzo Fernandez ကလည်းသူကစားနေတဲ့အချိန်မူးဝေမှုတွေခံစားခဲ့ရတဲ့အကြောင်းကိုပြောထားပါတယ်။အပူချိန်နဲ့အဆိုတိုင်းစတွေဟာနီးပြတွေနဲ့ကစားသမားတွေပေါ်တက်ရောက်မှုကြီးခဲ့ပါတယ်။ FIFA ကတော့အပူဒဏ်ပြဿနာကိုဖြေရှင်းဖို့ဥရောပအသင်းတွေကစားမဲ့ကမ္ဘာဖလားပွဲစဉ်အချိန်တွေကိုညပိုင်းကိုပြောင်းရွှေ့ဖို့စီစဉ်နေပါတယ်။အဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။